သူ့ရဲ့ခင်မွန်းရှိမှာသူ့ရဲ့တကယ်အစွမ်းတွေကိုလုံးဝမသိစေချင်တဲ့ဇနီးတဲ့ဟာဟင်းချက်နင်းရင်းနဲ့ဟန်ကောက်ကသူ့ကိုလာစနောက်နေပေမဲ့အသားတကြီးမဲ့တီးကန်နေခဲ့ပါတယ်ဟန်ကောက်ကခရင်တစ်ခုကိုကွေးပစ်လိုက်တဲ့အထိစနောက်လာတဲ့အခါမှာတော့ခင်မွန်းသွေးသူမရိပ်မိအောင်အဲ့ဒီခရင်ကိုသူ့ရဲ့စွမ်းအားနဲ့ပဲပြင်ဖြောင်းလိုက်ရပါသေးတယ်ဒါပေမဲ့ဟန်ကောက်ကတော့ရက်မသွားပဲပို့ပြီးတော့တောင်ဆိုးလာခဲ့ပါတယ်တီးကန်နိုင်မှုမရှိတော့တဲ့အဆုံးမှာတော့အိမ်ပြန်သွားဖို့နဲ့သူကိုယ်တိုင်လာရှာမဲတော့ချင်းဆိုလိုက်ပါတယ်တကယ်တော့ဒါဟာဟန်ကောက်ကိုရက်စားလိုက်တာပါပဲနောက်တစ်နေ့မှာတော့သူမကိုယ်တိုင်ဟန်ကောက်စီရောက်လာခဲ့ပါတယ်ဟန်ကောက်လည်းသူမရောက်လာတာကိုမြင်တာနဲ့ပြန်တန်းပြီးထွက်ပြေးဖို့ကြိုးစားပြီးမြမလွတ်နိုင်ခဲ့ပါဘူးသူမရဲ့စွမ်းအားကဟန်ကောက်ထဲတောင်တာနေပြီးဟန်ကောက်ကိုလမ်းမပေါ်ပစ်ချလိုက်ပါတော့တယ်ဟန်ကောက်ကလည်းဘာလို့မင်းကငါးထိပ်တောင်အစွမ်းထက်နေရတာလဲလို့အံ့ဩတကြီးမင်းခဲ့ပါတယ်ဒါပေမဲ့သူမကဘာမှပြန်မပြောဘဲဘေးမှာရှိတဲ့ကားကြီးတစ်စီးကိုမပီးပစ်ပေါက်ပြလိုက်တဲ့အခါမှာတော့ညာဘက်ကအနီတော်အပေါင်းလက္ခဏာလေးကိုနှိပ်ပြီး follow လုပ်ခဲ့ပြီးဖို့မမေ့နဲ့ဦးနော်